ထက်အောင်ကစောက်လုပ်ရေးဆိုင်တစ်ခုမှာပန်းရံလောက်ကင်နေသူဖြစ်ပြီးຫນွေကတော့မြို့ပေါ်ကကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့လှပတဲ့မိန်းကလေးတစ်ယောက်ຫນွေကထက်အောင်ကိုချစ်သူလိုဆက်ဆံပေးမဲ့တကယ်တမ်းတော့သူမလိုအပ်ချက်ရှိမှသာတတိယတတ်တာပါထက်အောင်ကတော့ဒါကိုတိလျက်နဲ့ငါမှရှိတာလေးနဲ့နှွဲစင်ပြေရင်ရပါပြီဆိုတဲ့စိတ်နဲ့သူ့ဘဝကိုပေးဆက်ထားသူတစ်ယောက်ပါတနေ့မှာတော့ຫນွေကထက်အောင်ကိုမျက်ရည်ဆက်လက်နဲ့လာတွေ့ပါတယ်ထက်အောင်ငါ့ကိုကယ်ပါအောင်နော်ငါ့အလုပ်မှာငွေစရင်းမားလို့350ရော်ရမယ်တဲ့မလျော်ရင်ထောင်ကြတော့မယ်ထပ်အောင်တုံ့လုပ်သွားတယ်ပန်းရံသမားတယောက်အတွက်350ဆိုတာမိုးပေါ်ကအကျယ်ကိုလှမ်းဆွဲရတယ်လို့ပါပဲဒါပေမဲ့ຫນွေထောင်ကြမှာကိုသူအဖြစ်မခံနိုင်ဘူးစိတ်မပူနဲ့နဲ့ငါနီးလန်းရှာပေးမယ်ထပ်အောင်ဟာသူ့ရဲ့တူးလေးသောအမွေဖြစ်တဲ့တောကလဲခွက်လေးကိုရောင်းချလိုက်တယ်လို့ကြံတဲ့ငွေအတွက်လဲလူမောင်ခိုကိုင်းတစ်ခုနဲ့ချိတ်ဆက်ပြီးအနေရရှိတဲ့အလုပ်တစ်ခုကိုလုပ်ဖို့သဘောတူလိုက်ရပါတယ်ငွေတွေရလာတဲ့နေ့မှာຫນွေကတော့ပျော်ရွှင်စွာနဲ့ငွေတွေကိုယူသွားခဲ့ပါတယ်ဒါပေမဲ့ထပ်အောင်ကိုတော့ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတစ်ခွန်းကလွဲလို့ဘာမှထပ်မပြောခဲ့ဘူးနောက်ရက်မှာပဲຫນွေရဲ့ဖုန်းကဆက်ပိတ်ထားသလိုသူမနေတဲ့အိမ်မှာလည်းလူမရှိတော့ပါဘူးထပ်အောင်နားလည်လိုက်ပါပြီသူအတုံးချခံလိုက်ရပြီဆိုတာဒါပေမဲ့သူနောင်တမရအားခင်မှာပဲရဲကားတန်တွေကသူ့တဲစုပ်လေးရှိကိုဆိုက်ရောက်လာပါတော့တယ်ထပ်အောင်တွေအတွက်ဘလို့အလုပ်မျိုးကိုလုပ်ခဲ့ရတာလဲຫນွေကရောဘယ်ကိုထွက်ပြေးသွားတာလဲဆိုတာအပေါ်ဆူအလိုလိုက်၍အကျက်ဆောင်